လွတ်ပါပြီခင်ဗျာတက်ပါပြီတက်ပါပြီလေချောင်းကလေချောင်းပြောင်းသွားပြီလေချောင်းကမြောက်ဖက်ကိုတစ်ခါတည်းတွဲသွားပြီလေချောင်းပြောင်းသွားပါလေမြောက်ဖက်မှာကြည့်ရှုနေတဲ့လူတွေနည်းနည်းပါအပေါ်ကျရင်ပီတီယာနဲ့150မှာဖြတ်လေတစ်ခုရှိပါတယ်အဲ့ဒီဖြတ်လေကတော့ဘယ်ဘက်ကိုဆွဲမယ်ဆိုတာတော့ပိဋကများတူတင်တွက်ဆက်ရမှာဖြစ်ပါတယ်မိဘများဤတက်ပါပြီလာပါပြီဦးတန်းတော်ကြောက်တန်ရဲ့ဒီတဲ့တုံပဲဖြစ်ပါတယ်လာပါပြီခင်ဗျာလာပါပြီလာပါပြီလာပါပြီမိဘမြန်ကြီးကကျွန်တော်တို့ငါဆွေဆွေကြွားကြွားဝဝနဲ့မိဘပြန်ချစ်သူပြိတ္တများအနေရကင်းနိုင်တဲ့အနေထားထိကိုရောက်ရှိသွားပါပြီအပေါ်လေကအနောက်တောင်ကိုပြန်ဆွဲသွားပါတယ်အနောက်တောင်ကိုပြန်ဆွဲပါသွားပါတယ်တွင်ကအဘိဓမ္မာများအနေကင်းရှင်းကြောင်းကြီးညာအပ်ပါတယ်